ကောင်ကြောင့်ဒီဆေးကိုအိမ်တိုင်းနဲ့သုံးလို့ရတဲ့အတွေ့အကြုံတွေကျမတို့ပြပြပေးပါလားရှင် အတွေ့အကြုံကတော့ဒါခင်ဗျားတို့နေတော့အဲ့လောက်ဒီဆေးမတိကြောင်းကိုကျွန်တော်တကယ်ချင်းခင်ဗျားမောင်နဲ့တီးလို့ကျွန်တော်ကဒီလိုသူတို့တော့လုံနေတယ်ဆိုပြီးတော့ကျွန်တော်ဟောတာအိမ်သားပြည့်နေတော့ကျွန်တော်အားဒီလိုစပြီးတော့ယူလာပြီးတော့ကျွန်တော်ရောင်းပေးပါတယ်ရောင်းပြီးတော့ဟိုတောင်ကြီးဆိုတော့အိမ်ကပြက်ပလားအထောက်ဒီဆိုတော့သူများအိမ်ကိုစီးကြနေတော့ကျွန်တော်က SC တပူကိုကျွန်တော်ဒီသူတို့ပြောရတဲ့ဂါလန်တိုင်းတော့ထည့်ပြလိုက်တော့၄-၅ရက်နေတော့တစ်ထောက်ကျသွားပါတယ် စီရအလုံးပြင်ကန်တော့ရော်တယ် ဒီကကျွန်တော်ရောက်ခိုင်းတာက၄ကလာလောက်ပဲရောက်ခိုင်းတာ အဲ့တော့အခုအနေထားရော အခုအနေထားပြည့်ကိုပတ်ပိတ်ပဲလေဘာမှမထွက်လာဘူး ဘယ်တော့ကြာရော မိနစ်ကတော့တော်တော်ကြာပါပြီ လန်လာ ဒီနေ့ကြော်တယ် ဒါဆိုဒီဆေးတစ်ခါသုံးတာနဲ့အိမ်သားတစ်လုံးကတစ်နှစ်ကျော်တဲ့အထိကိုဘာမှမနေဘူးပေါ့ ဘာ နော် မှမနေသေးဘူးမလေးအောက်ကိုစီးကြနေအောင်သူများကြီး ဘာမှရှိတော့ ခင်နေတော့ရက်ွက်ရုံတန်းကအစင်မပြေဘူးလေအဲ့တော့ကိုတမောဒီလိုရှိရဆိုကျွန်တော်ခေါ်တာကျွန်တော် IC ထည့်ပေးတာမလေးနေလေခင်တာတော့ထားပါတော့မလေးနဲ့အလောက်ခင်မလေးမောင်နဲ့ကျွန်တော်ခင်တာတော့ဒီစီးလုံးနေဆိုတော့ကျွန်တော်အဲ့လိုလုပ်ပြီးပြီးတော့လုပ်ဖြစ်သွားတယ်ဟိုချိန်ဆိုင်ဆိုလဲအဲ့လိုပဲသူကတခါနှစ်ဘူးလုံးကိုထည့်လိုက်တာ အေးရော အဲ့တော့သူလည်းဘာမှမပြောလို့ဟုတ်တယ်ကိုယ်ကဘာမှမပေါ်မြည်တော့ဘူးလေ ရှယ်ရီဆန်ဘယ်နာလေးရ ချိန်ကြီးကဒီကျွန်တော်တို့ဗရညာစီကံပေးရလीအဲ့လို အဲ့ဒီလို အဲ့လို အဲဆိုရင်ကောင်ကြောင့်နောက်အခွင့်အသင့်ခါတင်တဲ့ဒီဆေးကိုကြော်ညာရွရောင်းပေးပါနော် ခုနကကျွန်တော်ကြော်ညာနေရပါကျွန်တော်လုပ်ပြီးတယ်မြို့တက်ကအိမ်ကြီးဆိုလဲကျွန်တော်ခေါ်တာဆရာလက်ဆောင်ပြီးတဲ့ဥစ္စာတွေဆိုလဲကျွန်တော်အဲ့လိုလုပ်ပြီးတယ်တကယ်လည်းဝယ်ပြီးတဲ့ဥစ္စာတွေလည်းရှိပါတယ်လို့အဲ့လို ဟုတ်ပါပြီကျေးဇူးတင်ပါတယ် ဟုတ်ပါပြီဟုတ် ဒါလေးကိုကျွန်မတို့တင်ခွင့်ပြုပါနော် တင်ပါရပါတယ်ကျွန်တော်တော့လက်ခံတယ်ဟုတ်ပြောတာဘာလို့ကျွန်တော်ရှိရင်ဒါပြက်တာကိုတောင်ကြီးဆိုတော့ဇောင်းကြီးရှိရဲ့ဒီမြအိမ်မှာအိမ်နာစီကြတာလေကျွန်တော်လက်ပြုတ်ပြဒါတော့ဖုန်းနံပါတ်လည်းဆက်လို့ရပါတယ်လေကိုဥစ္စာ9နှစ်4ခွင့်နဲ့ငါ့ကိုလှဆက်လဲအိမ်မရှင်ပဲသူကိုယ်တိုင်ပြည်တာကျွန်တော်ကအကြံဉာဏ်ပေးလို့သူအဲ့လိုဖြစ်သွားတာလေ ဖုန်းနံပါတ်လေးတစ်ချက်ပြန်ပြောပေးပါ ဖုန်းနံပါတ်ကဥစ္စာလေး9နှစ်4ခွင့်နဲ့ငါ 39 5နှစ်4 4ခုနှစ်5ကိုဆက်သွယ်ရွမေးလို့ရတာပေါ့နော် ပေးလို့ရတယ်သူတို့လက်တွေ့ပဲကျွန်တော်ဟောတာပဲအဲ့လို ဟုတ်ပါပြီ အဲ့ ကျေး လို ဇူး ခင် တင် ဗျား ပါ တို့ကဥစ္စာအဲ့လိုမျိုးလုပ်နေတော့ကျွန်တော်အဲ့လိုအကြံဉာဏ်နဲ့ပြီးပြီးလုပ်ပြရတာလေအဲ့လိုလုံးဝအဆင်ပြေသွားအဲ့လို ဟုတ်ပါပြီ